တနစ်တာအကောင်းဆုံးပွဲစဉ် Fire တဲ့ရာစုကိုစုခုသွားတယ် Van နဲ့ Ryben တိုက်ခိုက်အားကစားအစီအစဉ်တွေကိုတင်ဆက်ပေးနေတဲ့ကေးဆိုင်စာတွေကနေပြန်လည်ကြိုလိုက်ပါတယ်2016ဇူလိုင်လ10ရက်နေ့က Las Vegas မြို့မှာကျင်းပခဲ့တဲ့18ကြိမ်မြောက်ကမ္ဘာ MMA စုဝေးပွဲမှာကမ္ဘာတဝန်းက MMA ပရိသတ်ရဲ့မဲပေးရွေးချယ်မှုအရကဏ္ဍ22ခုအတွက်ဆုတွေချီးမြှင့်ခဲ့ပါတယ်။အဲဒီမှာပရိသတ်တွေစိတ်လှုပ်ရှားဆုံးကဏ္ဍဖြစ်တဲ့တနစ်တာအကောင်းဆုံးပွဲစဉ်ဆုကိုတော့ UFC 317ပြိုင်ပွဲကJoe Schaban နဲ့ Brandon Ryber တို့ရဲ့သမိုင်းဝင်ပွဲစဉ်ကစုခုသွားခဲ့ပါတယ်။ Flyweight ရဲ့ဒီထိပ်တိုက်တွေဆုံမှုကတော့ပွဲစကလေးကနေအဆုံးထိတကယ်ကိုရင်သက်ရှုမောပွဲကောင်းခဲ့တာပါ။အဲဒီချိန်ကတသစ်ဆ Joe Schaban နဲ့ဝိုင်းကစားမ Ryber တို့ဟာ9ကြိမ်လုံးမနာရန်မြန်လုံးမြင့်နီးစနစ်ကြကြလက်သီးထိုးချက်တွေကျန်းတဲ့လုံထွေးတပ်ပေါ်မှုတွေနဲ့အတူအပြန်အလှန်ဖိအားပေးကစားခဲ့ကြပါတယ်။ပွဲချိန်တွေကတလေးစီအသာစီးရနေခဲ့ပြီးနောက်ဆုံးမှာတော့ Van ရဲ့မြန်ဆန်မှုနဲ့အဆုံးသတ်နိုင်စွမ်းနေကြောင်းချင်းဖိုင်တာလေးကပဲအနိုင်ရရှိသွားခဲ့ပြီးချန်ပီယံခပတ်ကိုစိန်ခေါ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။လူများစုကဒီပွဲကို UFC ရဲ့ Flyweight တန်းသမိုင်းမှာအကောင်းဆုံးပွဲစဉ်တွေကတပွဲအပြင်သတ်မှတ်ခဲ့ကြပြီး125ပေါင်တန်းဟာလက်ရှိ MMA လောကမှာစိတ်လှုပ်ရှားစရာအကောင်းဆုံး weight တန်းဖြစ်တဲ့ဆိုတာကိုသတိပြခဲ့ပါတယ်။ဒီပွဲကမြန်မာကိုစားပြုဖိုက်တာဘန်အတွက်ချန်ပီယံဖြစ်လာစေမဲ့တကားကိုဖွင့်ပေးနိုင်ခဲ့တာလို့ပြောနိုင်ပါတယ်။ UFC သမိုင်းမှာတန်းငယ်ဆုံးချန်ပီယံတွေကတူဖြစ်တဲ့ Van ဟာပရိသတ်တွေကိုဆွဲဆောင်နေတဲ့စွမ်းရည်တွေနဲ့အတူထိပ်တန်းအဆင့်မှာရှိနေကြောင်းဆက်လက်သက်သေပြနေတာပါ။နေပေါင်းများစွာပြန်လည်ကြည့်ရှုရမယ့်အမှတ်ရစရာပွဲကောင်းတစ်ပွဲကိုဖန်တီးပေးခဲ့တဲ့ Van နဲ့ Ryber တို့နှစ်ဦးစလုံးအတွက်ဒီစုကဂုဏ်စရာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကဒီလောက်ပါပဲ။ One Championship UFC လက်ဝဲနဲ့ MMA အကြောင်းအစုံတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကေးဆိုင် channel လေးကို like and follow နဲ့ subscribe လုပ်ပေးထားကြဖို့မေတ္တာရပ်ခံလိုက်ရပါတယ်ခင်ဗျာ။